Hello guys အားလုံးပဲမင်္ဂလာပါမိကိုပဲဖြစ်ပါတယ်မိကိုဒီနေ့မှာတော့နော်ဗီဒီယိုလာတင်တာပါပိုမနေ့ကပြောလိုက်တဲ့ profile giveaway ကတယောက်မှလည်းမရှိ view က9ယောက်ပဲရှိပါတယ်ဒါပေမဲ့ comment လည်းတယောက်မှမရှိဘူး comment ရှိတဲ့အထင်ကြီးစောက်ပြီးတော့ profile ကိုပေးပါမယ်ဒီဗီဒီယိုကအရင်တုန်းက sorry ပါအဲ့ဒါကြောင့်မလို့ဗီဒီယိုလာတင်တာပါ profile giveaway ကလည်း profile နဲ့မလုပ်ရသေးပါဘူး giveaway မလုပ်ချင်လည်းလာအပ်လို့ရတယ်နော်ဒါပေမဲ့ဘယ်သူမှလာအပ်မယ်လို့လည်းမထင်ပါဘူးဘာလို့လဲဆိုတော့တယောက်မှအားမပေးကြကဲမီကိုဒီနေ့မှာchannel တစ်ဖွင့်ထားပါတယ်အဲ့ channel ကြတော့ပေါ့နော်ဒီဘာဗီဒီယိုမှမတင်ပါဘူးဘာမှလည်းမတင်ရသေးဘူးအဲ့ short တောင်မတင်ရသေးပါဘူးပြီးတော့ဒီ Rainbow Lina ရဲ့ channel မှာ profile သွားယူလို့ရပါတယ်ဒီမီကို channel မှာ profile ကတော့ယူလို့တော့တိတ်တော့မတင်ပေးတော့ဘူးလောက်တာတော့လောက်ခိုင်းလို့ရပါတယ်ကိုလောက်တာမဟုတ်ဘဲနဲ့ဒီတိုင်း profile လေးတွေကကြတော့ဘောနော် Rainbow Lina ဆိုတဲ့ channel မှာတွားပြီးတော့ယူကြပါလို့ပြောချင်ပါတယ် Rainbow Lina ကိုလည်းတွားပြီး subscribe လုပ်လိုက်ကြအောင်နော်ပြီးတော့မိကိုရဲ့ channel တွေကိုလည်း subscribe လုပ်လိုက်ကြပါအောင်